ပါလိမ့်နေကြတော့ဝေဒနာကလာတယ်ခင်ဗျားတို့ကကောင်းတာမှကြိုက်တယ်ဆိုကောင်းတာမှဆိုတာဝေဒနာကြိုက်တာကတဏှာကောင်းတာမှကဝေဒနာကြိုက်တာကတဏှာဝေဒနာဖြစ်เสียတဏှာဖြစ်သဘောကျအဲ့တော့ဝေဒနာဖြစ်เสียတဏှာဆိုတာဒကာရမတို့ဘယ်ချိန်ဖြစ်ပါလိမ့်မလို့မေးမနေမဲချုပ်ကဘာဖြစ်ဖြစ်အကောင်းမှကြိုက်တယ်ဆိုတော့အဲ့ဒီချိန်မှာဝေဒနာဖြစ်เสียတဏှာပေါ်လာအကောင်းမှဆိုတာဘာပါလဲကြိုက်တာကဒါဖြင့်ကောင်းလိုက်တာလို့ပါဇက်ထဲမှာပေါ်လို့ရှိရင်အဲ့ဒီကောင်းတဲ့ဝေဒနာလေးကိုပေါ်မှာပေါ်ခြင်းတဲ့နေရာပေါ်သူဝေဒနာပေါ်တဲ့နေရာလည်းဘုန်းကြီးဟောထားတော့ပေါ်တဲ့နေရာမှာမြန်လေးသူဖြစ်ဖြစ်ရှုလိုက်စမ်းပါမှန်ပါဗျာဘာကြောင့်လုံးလို့ဆိုလို့ရှိရင်ဥက္ကမောင်တဏှာလာမှာစိုးလို့မှန်ပါဗျာရှင်းမလားရှင်းပါဗျာဒါကြောင့်ဘုရားသခင်ကိုရမေကြီးဟာတဏှာရှုပ်တယ်နဲ့နိဗ္ဗာန်ရောက်တယ်ဆိုတော့ဘုရားသခင်ကိုရမေကြီးကဝေဒနာကိုသူဟောဒီမဂ္ဂင်7ပါးနဲ့ဖြစ်ဖြစ်ရှုလိုက်တာနဲ့ဒီဘက်ကတွေလာသေးရဲ့မှန်ပါဗျာမြတ်စွာဘုရားကြီးဖြင့်ဒုက္ခကသိင်ကင်းငြိမ်းသွားလိမ့်ပြီလို့ဆိုတဲ့ဥစ္စာဘယ်နဲ့ကြောင့်ဒီကိုယ်တော်ကြီးဒုက္ခကသိင်ငြိမ်းသွားပါလိမ့်မလို့မေးတဲ့အခါကျတော့ဘုရားဖြစ်လို့ပြောကြလိမ့်ဘုရားဖြစ်လို့ဥက္ကမောင်တို့ကပြောလိမ့်ဘုရားဖြစ်လို့ဆိုတော့ဘုရားဖြစ်လို့မဟုတ်ပါဘူးတရားဓမ္မတို့ဝေဒနာကိုဖြစ်ဖြစ်ရှုတာနဲ့သူဒီဟောဒီတဏှာဥပါဒံကံတွေချုပ်လို့ဒုက္ခချုပ်သွားပါတယ်မှန်ပါဗျာတပည့်ကြဘုရားဖြစ်လို့မဟုတ်ပါဘူးဝေဒနာဖြစ်ဖြစ်ရှုလို့ကိုတော်ကြီးဒုက္ခခတ်သိငြိမ်းသွားတယ်မှန်ပါဗျာဘုကမောင်ကျေနပ်ဗလားကျေနပ်ပါဗျာသူဆိုင်ရင်တော့ကျေနပ်ဗလားကျေနပ်ပါဘုရားဘယ်နေရာဖြစ်ပါလိမ့်မလို့ဆိုတော့ဝေဒနာနဲ့တဏှာရမှာဘုရားဖြစ်တယ်မှန်ပါဗျာဘုရားဘယ်နေရာဖြစ်ပါလိမ့်ဝေဒနာဒီတဏှာကနောက်ကဟောဒီကြားတဲ့ကဖြူဖြူကဘုရားပါပဲဒီကြားမှာသူဝိပဿနာဉာဏ်မဲ့ဉာဏ်ဖြစ်ပေါ်လာတာနဲ့ဒကာဓမ္မတို့ဟောဒီမှာဘုရားဖြစ်ပါတယ်မှန်ပါဗျာဘုရားဖြစ်တဲ့နေရာသိပြီသိပါပါခင်ဗျားတို့သိထားတယ်နဲ့တော့ပြောင်းပြန်ကြီးပေါ့ဗျာမှန်ပါဗျာခင်ဗျားတို့ကတော့အိန္ဒိယဘောဓိပင်နဲ့ရွှေပလင်မောမှာဘုရားဖြစ်တယ်လို့ဥက္ကမောင်တို့မှတ်ပါဗျာဟုတ်လားမဟုတ်ပါဘူးဒကာဓမ္မတို့ရဲ့ဘောဓိပင်နဲ့ရွှေပလင်မောမှာဘုရားဖြစ်တာမဟုတ်ပါဘူးသူခန္ဓာထဲမှာဟောဒီပညာဝင်လာလို့မညာ40တခါတော့ဝင်လာလို့ဘုရားဖြစ်တာမှန်ပါဗျာဒါဖြင့်ကိုယ်တော်ကြီးခန္ဓာရှင်မှာဖြင့်ခန္ဓာကြီးအတန်းနေတဲ့ခန္ဓာရှင်မှာဘုရားရှင်တို့တကယ်သိတို့ဥပါရင်တို့ဘယ်နေရာကိုယ်တော်ကြီးဘုရားဖြစ်ပါလိမ့်ဒါခင်ဗျားတို့သိထားတာကဘောဓိပင်နဲ့ရွှေပလင်မှာဘုရားဖြစ်တဲ့သေသေးချာချာစဉ်းစားတော့ဘောဓိပင်နဲ့ရွှေပလင်မှာလားဝေဒနာနဲ့တဏှာကြားမှာဒီနေရာသဗ္ဗညုတဉာဏ်ရဒီနေရာမှာသဗ္ဗညုတဉာဏ်ပေါ်လာဥပါရင်ဘယ်နေရာပေါ်ကြပါလိမ့်ဝေဒနာနဲ့တဏှာကြားပေါ်ခြင်းကြောင့်ဒီကိုယ်တော်ကြီးတွေကလည်းဆင်ဘုရားဖြစ်သူရောက်ပါတယ်ဆိုတော့ဘုရားဆိုတာအလုံးစုံသိတာဘုရားသဗ္ဗညုလို့မခေါ်ကြဘူးခေါ်ပါဘူးသဗ္ဗညုဆိုတာကဆိုင်ပုတ်ပါတဲ့သိတာကဘယ်လိုတုံးဆိုတော့ဉာဏ်ကသိတာဟောဒီမညာဟောဒီသဗ္ဗညုတဉာဏ်ကနေသိဒါကြောင့်ဘုရားဘယ်နေရာဖြစ်ပါလိမ့်နေရာကြိုက်တယ်ဒကာဓမ္မတို့ဒကာဓမ္မတွေသောတာပန်တည်ခြင်းတော့လေဝေဒနာနဲ့တဏှာကြားမှာတည်ရမှန်ပါဗျာဒကာကံတည်ခြင်းတော့လေဝေဒနာနာဂယန္တာဖြစ်ခြင်းတော့ဝေဒနာအဲ့ဒါဘယ်တော့မှမရှိပါနဲ့ဒီနေရာကကြီးသောတာပန်ဒကာကနာဂယန္တာဖျားဖြစ်ကြတယ်မှန်ပါဗျာဘယ်နေရာကမှမဖြစ်ဒီနေရာကြီးဖြစ်တယ်မှန်ပါဗျာဘုကမောကောင်းကျင်တယ်မှန်ပါဗျာအဲ့ဒါကျွတ်ဘောဓိပင်နဲ့ရွှေပလင်ဆိုတာကပကြီးရှားရေးဖြစ်အောင်လို့တင်စားပြောရတဲ့အမြင်ကိုပြောတဲ့အဓိပ္ပာယ်ပါတဲ့အတွင်းမှာကိလေသာယန္တုတွေကိုတတ်တာကတော့မဉ္ဇဏ်နောက်ကတဏှာကိုတတ်တာကတော့ဒီမဉ္ဇဏ်ကမှတဏှာမပေါ်အောင်လုပ်လိုက်တယ်မှန်ပါဗျာ